ရန်ကုန်ကနေပြီးတော့30ရက်နေ့မနက်ပွဲအပြီးပေါ့နော်ပြင်ပြီးတော့ကျွန်မပင်ပန်းပြီးဂျုံပြီးသွားမှာဒါဘန်ကောက်ကို Mr. Global 2025အတွက်ခရီးထွက်လာတာပါတယောက်တည်းခရီးထွက်လာတာပါရောက်သွားတဲ့အချိန်ကိုကြည့်ပါဦးည7:00နာရီကျော်နေပြီလေရင်ဒီလေးဖြစ်ပြီးတော့အဲ့ဒီမှာကျွန်မဒါဟိုတယ်ကိုသွားနေတဲ့လမ်းမှာပါဒါကဟိုတယ်မှာ2နာရီရောက်ပြီးတော့နောက်နေ့မနက်9ခွဲမှာကျွန်မထပြီးတော့ဒါ first day ပေါ့ make up သွားပြင်တာပါဒါကတော့ရောက်ချင်းကျွန်မကွစ်တီကိုတအားစားချင်တာနဲ့အဲ့မှာကွစ်တီကိုတင်မော်တီထောင်သွားစားတယ်ပြီးတော့အမတငယ်ချင်းအိမ်ကိုသွားတယ်ရုပ်ရှင်သွားကြည့်တယ်သူ့အိမ်ကကြောင်လေးတွေတွေ့တော့လေတအားချက်တာဒါကျွန်မလွန်ခဲ့တဲ့6လလောက်ကသွားတော့မမွေးသေးဘူးသူတို့မီးဖွားနေတဲ့အချိန်ပေါ့အခုကျတော့ကြောင်ကမှ9ကောင်ဒါကဒီမှာအိမ်ကကျွန်မအရန်ချက်တယ်အီလိုဖတိမလေးဒါကတော့ second day make up သွားပြင်တာပါ outfit ပါဒါကတော့ final နေ့ကတိုက်ပုံလေးပဲဝတ်တာပါဒါကတော့ထိုင်းရညမလေးလက်ဆောင်ဝယ်ပြီးတာချက်လို့တဲ့ဒီကတော့ကျမကိုလိုက်ချွဲနေတဲ့ကောင်ကြီးပေါ့တွေ့တာနဲ့လိုက်ပုတ်တက်ပြီးတော့ချွဲနဲ့နှစ်ကောင်မအီလိုဖတ်တီးမနဲ့ဒီကောင်လေးရဲ့သူတအားချွဲကျမကိုတွေ့လို့ရှင်လိုက်ကတ်နေရအဲ့လိုမျိုးချစ်လို့ရဲ့သူတို့မောင်နှမတွေတို့အားပဲမွေးတော့မမွေးနိုင်ပြန်ပါပြီထိုင်းရနေဒါကတော့ National Director နဲ့လေးစိတ်မှာရိုက်ထားတာပါပြန်ပါပြီရှင်